အာဆနယ်ဖန်တွေကိုပြောရင်လည်းပြောချင်ကြရဲ့နော်ဂျွန်ရှာဘာက24နှစ်ချန်ပီယံဖြစ်ပေမဲ့ဒီပေါင်း140ရှိတဲ့အာဆနယ်အသင်းကုတီချန်ပီယံလိဖလားမရဖူးသေးဘူးရတဲ့တမန်ဆို9000နဲ့မှ100ရရှိရနော်နိုင်တဲ့တမန်ဆို7,264,400နိုင်ရှိရဗျာနိုင်ပေါင်းကအများကြီးပဲအာဆနယ်ဖန်တွေဘယ်ရောက်ကုန်ပြီတော့ဒုတိယလူပါပဲကွာပထမလူဖြစ်မလာပါဘူးဒုတိယလူပြည့်တယ်ပြီးဆုံးခဲ့ဒုတိယလူပါပဲကွာပထမနေရာရောက်ချင်လဲမရောက်ပါဘူးဒုတိယနေရာကနေတက်ချင်လဲမတက်ပါဘူးဒုတိယလူပါပဲအာတီတာဒရာဘေဝီနာလို့ပဲအာတီတာဘယ်ရောက်သွားပြီလဲမသိဘူးနော်ဒုတိယလူပါပဲအချိန်တိုင်းပထမရောက်မယ်ပြောတဲ့လူကလည်းနောက်ဆုံးတော့လဲဒုတိယလူပဲအာဆနယ်ဖန်နေတနာလိုက်တာကွာ